အားလုံးပဲမင်္ဂလာပါစတကပေါ့ကတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပေတရုမျိုးရဲ့အချင်းချင်းတွေကိုအနေငယ်ပြပြချင်ပါတယ်တချို့တော်ရသမားတွေကပထမဆုံးပြူနိုင်ငံမှာပေတရုဖြစ်တယ်လို့လည်းဆိုရဲပေါ့တချို့တွေကပေတရုမျိုးကဘုရားမပွင့်တဲ့အချိန်ကနှစ်ပေါင်းလွန်ခဲ့တဲ့နှစ်ပေါင်း300ခန့်ပစီ900ခန့်ကနေပြီးတော့တည်ခဲ့တယ်လို့လည်းဆိုကြတယ်တောင်တင်းသမိုင်းနဲ့ပေတရုရသမားတွေကတာတာတက်ကရက်59ခုနှစ်မှာတင်တွဲပြီးတကောင်းပြီလို့လည်းခေါ်ရပါတော့အဲ့ဒီမှာမဟာတန်ဘောကဆူလာတန်ဘောကဆိုတဲ့မြေရှိတဲ့မင်းသားနှစ်ပါးကိုဖောင်းနဲ့မျောပြီးတော့စကိုင်းရက်မှာဆန္ဒမုခီဘလူးမှာဒီနောက်နှစ်ပါးရဲ့စားတော့ပွဲကိုခုတ်စားတော့လိုက်တဲ့အချိန်ဒီနောက်နှစ်ပါးကဖမ်းပြီးတော့လူစီနှစ်ကွင်းလင်းရအောင်ဆိုပြီးတော့ဘလူးမကိုစစ်ကူတာစီတယ်ပေါ့ဘလူးမမဟာတန်ဘောနဲ့အကြောင်းပါပြီးတော့တမင်းငယ်လေးတယောက်ဖွားမြင်ပြီးတော့တောရက်မှာတရင်တုံးနေတဲ့ရတိထံမှာတခြားခဲ့တယ်လို့ဆိုတယ်ရတိကကောက်ယူပြီးကျင်းမွေးပြီးတော့ရွေရောက်တဲ့အချိန်မှာတောင်းတဲ့နဲ့မဆက်ဘူးအနေမီမပေါ်သေးတဲ့အိုးပြီးပြီးတော့ရေခတ်ယူခိုင်းတယ်အိုးကရေဆက်ပြီးတော့ကွဲသွားတယ်ပေါ့ခဏကွဲပါများတဲ့အခါမှာတောဆောင်နဲ့တောင်ဆောင်တွေကဖြက်စီးပြီးတော့ငါအိုးကွဲရတယ်ဆိုပြီးတော့မျိုးမိတန်းတဲ့အတွက်ကြောင့်ဘူယိုနေတဲ့အတွက်ကြောင့်ပေါ့နော်ရခင်ဘောကမော်လမတော်ဆက်ခဲ့ဘူးလေပေတရုနမင်းကတရားမင်းကိုမိချောက်တဲ့အချိန်မှာတရားမင်းကမိမငယ်ကကသဗ္ဗမြတ်စွာရှင်ဖျားတော်ရဲ့ဒီလက်ထက်မှာပေါ့နော်လက်ရတော့ရန်ရှင်မြတ်ကိုရက်တောင်ပြည့်ရက်တောင်လှူဒန်းခဲ့တဲ့အကျိုးကြောင့်ဖြစ်လျက်ရန်မှာမဆိုင်ပြိုးပဲနဲ့ပေပင်တို့ပေါက်ရောက်ပြီးတော့ဒီကနတိနန်းနဲ့မခင်ကျင်းပါလေပြီးတော့ပေါ်အတူတူမှလည်းအလိုတန်းကိုပြည့်စုံမဲဆိုပြီးတော့တရားမင်းပြောတာကြောင့်အဲ့ဒီရက်မှာတာလေးတော်ပုံမှန်လာကျဲတယ်မြို့တီးမြို့နန်းနေတစောင်းနေပြအိုးတွေမြို့ရိုးတွေကျုံးမြောင်းနေတော့ပေတရုနမင်းကဗတဲ့တချောင်ပေးလေပေတရုနမင်းဒီချောင်ပန်းသိပြီးတော့ပေတရုမြို့လို့လည်းအမည်တွန်းလာတယ်အဲ့ဒါပြင်ဟိုအတိတ်ဘဝကဒီပက်ထရာဆူတောင်းခဲ့တာကြောင့်ပေါ့နော်ပက်ထရာဘီလို့လည်းဘီတွင်နေပေါ့တရားမင်းပေးတဲ့ဒုလစီတို့ကြီးရှိတယ်လို့ဆိုတယ်ဒါချင်းဒီပက်ထရာဘီမနဲ့ဘေဒနူမျိုးကဒီဇလန်ချင်းလေးကဆက်ပြီးတော့ဖြစ်ပေါ်လာတယ်ဖြစ်တယ်ပေါ့ဒီဇလန်ကိုတီခိတပြီးနဲ့ဆက်ပြီးတော့ရှားစမင်းလေးဆိုထားတာရှိရပေါ့ဒီအခါတော့ဒီခိတရပြည့်ရှင်တရပောင်မင်းကြီးကမြို့ပြကြီးဝက်တွေကိုခွန်တော်နောက်ဖို့ဆိုပြီးတော့ဆေလို့တဲ့အချိန်မှာပက်ထရာဘီတို့ရောက်ပြီးတော့ပက်ထရာဘီကမူမက်တီကခွန်ကောက်တဲ့အမတ်တွေကိုထွက်ပြေးသွားတဲ့အတွက်ပေါ့နော်တရပောင်မင်းကြီးကပက်ထရာဘီကိုစစ်ချီပြီးတော့လမ်းရောက်တက်ခိုက်တယ်ပက်ထရာဘီကလမ်းရောက်တက်ခဲ့တဲ့သူတွေကိုတရားမင်းပေးတဲ့ဒူလာစီတို့ကြီးတီးပြီးတော့ရံပင်ချောင်းနေပြီးတော့ဗီဒီယိုလိုင်းကိုထပြီးတော့ပသိချင်းကိုရောက်စီရပေါ့အဲ့ဒီတော့လူယုံသွင်းပြီးတော့ဒူလာစီတို့ကြီးကိုဖျက်ဆီးခိုင်းတယ်